နှခမ်းမွေးကိုကြီးဘယ်လိုလုံးမလဲကိုကြီးစုကိုတာဝန်ယူရမယ်နော်ဒါစုအတွက်ပထမဆုံးချိန်ပဲသိရလားကိုကြီးတကယ်တောင်းပန်ပါတယ်စွစွရေကိုကြီးတမင်လောက်တာမဟုတ်ပါဘူးတမင်လောက်တာမဟုတ်ဘူးဆိုရင်ကိုမင်းတို့အိမ်ပေါ်ကိုဘာလို့တက်လာတာလဲအော်အဲ့ဒါကကိုကြီးကကိုမင်းကိုလာရှာတာပါဒါပေမဲ့ကိုကြီးကစုကြောပေးပြီးတော့ရေချိုးနေတာတွေ့တော့ခင်နှင်းမှတ်ပြီးတော့ကိုကြီးကနောက်ကနေပြေးဖက်လိုက်တာပါကိုကြီးတောင်းပန်ပါတယ်နော်ဒီအဆင့်ထိရောက်လာပြီပဲကိုကြီးစွစွကိုမချစ်နိုင်ဘူးလားယင်ကိုကြီးတက်တဲ့ပဲဖြစ်မယ်နော်စွစွမချစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ညီမလေးကအရန်ဝါလုံးတော့ကိုကြီးစိတ်ကြိုက်မဟုတ်ဘူးကွာကိုကြီးဘာလို့အဲ့လိုပြောရတာလဲစွစွကိုမချင်ဘာလို့လာဖက်တာလဲပြောစမ်းပါမှတ်ထားလိုက်အောင်ကိုကြီးတနေ့ကျရင်ကိုကြီးနောင်တရစေရမယ်ဒီနေ့ကစပြီးစွစွဒီဝါတုတ်ခန္ဓာကိုယ်ကြီးကိုဆွတ်လွတ်တော့မယ်တနေ့ကျရင်ကိုကြီးစွစွကိုလာတောင်းပန်ရစေမယ်အဲ့ဒီနေ့ကစပြီးစွစွတယောက်အိမ်ထွေးဖုံးကလေးချင်းငန်းတွေကိုပြင်းထန်လောက်ပါရင်ဒီလိုနဲ့ဒီလောက်ကြာသွားပြီးတဲ့တောင်းမှာတော့စွစွကအရင်တော့မဟုတ်တော့ပဲလုံးဝပြောင်းလဲသွားခဲ့ပါတယ်မိုးလဲချုပ်တော့မယ်ဒီအချိန်ထိကိုကြီးကအိမ်မပြန်လာသေးဘူးငါ့ကိုစိတ်မပူဘူးလားမသိဘူးမနေ့ကလေးကငါ့ကိုအိမ်မှာတယောက်တည်းထားခဲ့တာပြန်လာကြည့်အောင်ဒင်းကိုတော့အပြစ်ကိုစုပ်ပစ်လိုက်အောင်မေးထမင်းလဲတူစားဖို့စောင့်နေတာကိုခုထိပေါ်မလာသေးဘူးဒါဆိုတလောက်တော့ရှိသွားပြီပေါ့ငါဘယ်မှမသွားပဲအားကစားပဲဒီဇိုင်းမဲ့လုပ်နေခဲ့တာဒီနေ့တော့ခင်နေတော့အိမ်ကိုသွားလဲအောင်မှာပဲသူငါ့ကိုမှတ်မိအောင်မလားကြည့်ကြသေးတာပေါ့ငါတို့နွားလေးကိုရောင်းလိုက်ကြတဲ့ကတမျိုးကြီးပဲနော်ခင်နေအထီးကျန့်တယ်လို့ပါလို့နဲ့အဲ့ဒီနွားကိုမရောင်းရင်လေဒီချိန်မှာငါတို့သုံးဆပတ်စံရှိမှမဟုတ်ဘူးလေအခုတော့အချိန်နေနဲ့ပြန်ကောင်းလာပြီစားချင်တာလဲစားရပြီပြောရင်းနဲ့တမောတီတောင်းတောင်စားချင်လာပြီနေတောဝယ်လိုက်အောင်မယ်နော်ခင်နေတို့ကိုမင်းတို့ဘာတွေထိုင်ပြောနေကြတာလဲဟာညီမလေးကဘယ်သူလဲကျွန်တော်တို့နှစ်ယောက်ကိုဘယ်လိုလုပ်သိတာလဲအကိုကညီမကိုတကယ်ပဲမမှတ်မိတော့ဘူးလားစွစွလေးမတွေ့ရတလားပဲရှိသေးတယ်မေ့သွားပြီလားဟာဒါတကယ်ပဲစွစွလားဟာဘာလို့မဝတော့တာလဲဘာတွေသွားလောက်တာလဲအကစားလောက်တာလေခင်နေရဲ့အခုတော့ကိုလုံးကဒီလိုဖြစ်သွားပြီဟာမယုံနိုင်စရာပဲနေဒီလောက်ထိလုံးနိုင်မယ်လို့မထင်ထားဘူးကဲဒါဆိုဒီနေ့ငါတို့သမောကြီးတောက်တူတူစားကြမယ်လေငါသားဝယ်မလို့လုံနေတာနေဒီမှာခဏဆောင်ကိုကြီးကလည်းကိုမျက်လုံးကိုမယုံကြည်နိုင်ဘူးစွစွရဲ့စွစွကတကယ်ကိုပြောင်းလဲသွားတာပဲလာလေလှကိုလုံးကလေးကလည်းအလန်းစားဆိုတော့လူပြိုတွေဝဝိုက်လက်နေတော့မှာပဲနော်ကိုမင်းခိုင်းတာတွေငါလုပ်ပေးပြီနော်ဟောဒီနားမှာဘယ်ကမော်ဒယ်မာလေးစောင့်နေတာလဲလာလိုက်တာဟဲ့အောင်မင်းတကယ်ပဲမမှတ်မိဘူးလားဟာသိရင်ငါမေးပါမလားဟာဘယ်ကအလှလေးလဲကိုကြီးနှခမ်းမွေးရစွစွကိုတကယ်ပဲမမှတ်မိတော့ဘူးလားယင်မတွေ့ရတာတလားပဲရှိသေးတာကိုကြီးမျက်စိတွေအဲ့လောက်တော့မှုန်သွားတာလားဘာညီမလေးစွစွတကယ်လားဘလို့ဖြစ်ပြီးဒီလောက်တောင်လှပြီးကိုလုံးလေးကလှသွားတာလေစွစွကိုကြီးရဲ့ရီစားလုပ်ပါလားကွာစိတ်မကောင်းပါဘူးကိုကြီးနှခမ်းမွေးရဲ့စွစွမှာရီစားတိရနေပြီဟာစွစွရဲ့ကိုကြီးအမကိုကြီးသိပါပြီကိုကြီးကိုခွင့်ရေးတစ်ခါတော့ပေးပါလားနောက်ကျသွားပါပြီကိုကြီးနှခမ်းမွေးစွစွအခွင့်ရေးပေးခဲ့တော့ကကိုကြီးကနေထုတ်ခဲ့တာလေအခုစွစွရဲ့ရီစားတစ်ကကိုမင်းပဲအဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲကိုမင်းမခင်နေရှိနေတာပဲကိုစွစွဟာကိုကြီးကိုစနေတာမဟုတ်ဘူးလားရှိတော့ဘာဖြစ်လဲစွစွကဂရုမစိုက်ဘူးဟုတ်တယ်မလားကိုမင်းဟဲ့အောင်နှခမ်းမွေးမင်းကိုစွစွကဒီလောက်ပြောနေတာတော့မင်းမယုံသေးဘူးလားလာငါတက်တည်ပြမယ်လာစွစွငါတို့အိမ်မော်တက်ကြစို့ကိုမင်းဘာလို့မလို့လဲပြည်ပြင်းသွားအောင်တယောက်ဆောင်ပြရမှာပေါ့စွစွရဲ့မဟုတ်ရင်နှခမ်းမွေးကရုံမှမဟုတ်ဘူးလေကဲစပြီနော်အော်ကိုမင်းရဲ့အရန်ကောင်းလိုက်တာကိုကြီးနှခမ်းမွေးထက်တောင်ပိုကောင်းနေအရန်ကြိုက်သွားပြီဟာဒီလိုကြီးတောင်လားဟာ